မင်္ဂလာပါမိတ်ဆွေကလင်းတစ်ခုတွေ့တာနဲ့ဘာမှမစင်စားပဲတန်းနေတတ်တဲ့သူတစ်ယောက်လားဒါဆိုရင်ခဏနေအောင်အဲ့ဒီလင်းကိုမနှိမ့်နဲ့အောင်အဲ့ဒီလင်းထဲမှာ virus တွေ malware တွေရှိနေနိုင်တယ်တကယ်လို့မိတ်ဆွေကနှိမ့်လိုက်မယ်ဆိုရင်မိတ်ဆွေရဲ့ဖုန်းတွေကွန်ပျူတာတွေထဲကိုဒီ virus တွေကကူးစက်သွားနိုင်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ကမနှိမ့်ခင်မှာဒီ link က safe ဖြစ်မဖြစ်အရင်ဆုံးစစ်ဆေးဖို့လိုအပ်တယ်ဘာမှစစ်ဆေးလို့ရမလဲဆိုရင်ကျွန်တော်တို့ virus total ဆိုတဲ့ website မှာသွားပြီးတော့စစ်ဆေးလို့ရတယ်ကျွန်တော် link ကိုဒီမှာကျွန်တော်တို့တခါတည်းပြထားတယ်ဒီနေရာမှာကျွန်တော်တခါတည်း demonstration စစ်ဆေးပြသွားမယ်ကျွန်တော်တို့ browser ရဲ့ search bar မှာ virus total ဆိုရိုက်ရှာလိုက်မယ်ပေါ့နော်ပြီးရင်ဒီအပေါ်ဆုံးမှာမြင်ရတဲ့ virus total ရဲ့ website ထဲဝင်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ရဲ့ link တွေ safe ဖြစ်မဖြစ်စစ်ဆေးလို့ရမယ် website ထဲရောက်သွားပြီဖြစ်ပါတယ်စစ်ဆေးရမယ်နည်းလမ်းကလည်းကျွန်တော်တို့အရင်ကလွယ်ကူတယ်ဘယ်လိုမျိုးစစ်ဆေးမလဲဆိုရင်ဥပမာအားဖြင့်ကျွန်တော်ကဒီ link တစ်ခုကိုနှိပ်မယ်ပေါ့နော်နှိပ်မယ်ဆိုလို့ရှိရင်မနှိပ်ခင်မှာကျွန်တော်ကဒီ link ကိုအရင်ဆုံး copy ကူးလိုက်မယ် copy ကူးပြီးသွားရင်ဒီ virus total ရဲ့ဒီပုံမှာသူ့ရဲ့စစ်ဆေးရမယ်ဘားပေါ်မှာလာပြီးတော့ control V နဲ့ပေးချလိုက်မယ်ပြီးရင် enter ခောက်လိုက်မယ်ဒါဆိုလို့ရှိရင်သူကဒီ virus total ကဒီ link က safe ဖြစ်မဖြစ်စစ်ဆေးပေးလိုက်မယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်တော့သူကအနီအောင်စာတန်းတွေပြထားတယ်ပြီးလို့ရှိရင်ဒီအောက်မှာလည်း malware ဆိုပြီးတော့ malicious ဆိုပြီးပြောထားတယ်ဒါမျိုး link နေဆိုလို့ရှိရင်တော့ဒါကဘာလို့ဆိုလိုတာလဲဆိုတော့ဒီ link က malware တွေ virus တွေပါနိုင်တယ်ဆိုပြီးတော့ပြောထားတဲ့လက္ခဏာဖြစ်တယ်ဒီမှာဆိုလို့ရှိရင်ဒီ security banda 64ခုမှာ banda 9ခုကဒီ link မှာ malware တွေ virus တွေပါနိုင်တယ်ဆိုပြီးတော့သူတို့အတည်ပြုထားတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီလိုမျိုးအနီအောင်နေမြင်ရပြီဆိုရင်ဒီ link က safe မဖြစ်ဘူးလို့ကျွန်တော်တို့ပြောလို့ရတယ်ဒီ link နဲ့တော့ကျွန်တော်တန်းလုံးဝမနှိမ့်သင့်တော့ဘူးဒီ link ကိုတစ်ခါတည်းဖျက်ပစ်လိုက်တင်တယ်အဲ့လိုမှမဟုတ်ဘဲနဲ့ကျွန်တော်တို့က link တစ်ခုကိုကျွန်တော်တို့စစ်ဆေးကြည့်လိုက်လို့ဒါမျိုးအစိမ်းရောင်တွေပဲပြနေမယ်ဆိုလို့ရှိရင်ဒီ link က safe ဖြစ်တယ်လို့ generally ပြောလို့ရတယ်ဒါမှဆိုလို့ရှိရင် security banda တစ်ခုကမှဒီ link ထဲမှာ virus တွေ malware လက္ခဏာတွေရှိတယ်လို့ပါတယ်လို့သူမပြောထားဘူးဒါကြောင့်မလို့ဒီ link က safe ဖြစ်တယ်လို့ကျွန်တော်တို့ generally အဖြစ်ယူဆလို့ရတယ်ဒီနေရာမှာကျွန်တော်တို့ကဒီ link တွေပဲစစ်ဆေးလို့ရတာလားဆိုတော့မဟုတ်ဘူးကျွန်တော်တို့ website တွေကနေ download ဆွဲလိုက်တဲ့ file တွေကိုလည်းစစ်ဆေးလို့ရတယ်ဘယ်လိုစစ်ဆေးမလဲဆိုရင်ကျွန်တော်တို့ဒီ file တွေကိုဒီ virus total website ပေါ် upload တင်ပြီးတော့စစ်ဆေးခိုင်းတာဖြစ်ပါတယ်ဥပမာပဲကျွန်တော်တို့ကဒီမှာပေါ့နော်ကျွန်တော် application file တစ်ခုကို download ဆွဲလာတယ်ကျွန်တော်ကဒီ application ကိုကျွန်တော်ရဲ့ computer မှာ install လုပ်မယ်ပေါ့နော်ဒါပေမဲ့မလုပ်ခင်မှာကျွန်တော်မသိကြဘူးဗျာဒီ link မှာဒီ application က safe ဖြစ်မဖြစ်ကျွန်တော်မသိဘူးဒါကြောင့်မလို့ကျွန်တော်က virus total website မှာလာပြီးတော့ဒီ application လာပြီးစစ်ဆေးလိုက်မယ်ဘယ်လိုမျိုးစစ်ဆေးမလဲဆိုရင်ကျွန်တော်တို့ကဒီ choose file ဆိုပြီးတော့ဒါကိုလည်းရွေးလို့ရတယ်ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်ဒီစစ်ဆေးမဲ့ file ကိုတခါတည်း drag and drop ပုံစံမျိုးနဲ့လည်းစစ်ဆေးလို့ရတယ်ပေါ့နော်ဒီနေရာမှာသူကကျွန်တော်တို့650 MB ထိ size ရှိတဲ့ file တွေကို upload တင်ပြီးတော့စစ်ဆေးလို့ရတယ်သူပြောထားတယ်ကျွန်တော်ဒီမှာဒီ file ကို drag and drop နဲ့ဒီမှာစစ်ဆေးခိုင်းလိုက်မယ်ဒါဆိုလို့ရှိရင်ဒီ file ကိုသူကစစ်ဆေးပေးပြီးတော့เนาะဒီမှာဆိုလို့ရှိရင်တော့အနီရောင်တွေပြထားတယ်ပြီးလို့ရှိရင်အောက်မှာဆိုလို့ရှိရင်လည်းသူတို့ဒီ security banda တွေကနေပြီးတော့မှတ်ချက်တွေပေးထားပါတော့ဒီက Trojan ဖြစ်ပါတယ်ဒါကဒီသူ့ရဲ့ threat category က Trojan ဆိုတာကျွန်တော်တို့ဒီ computer ထဲမှာတိတိကျကျဝင်ရောက်ပြီးတော့ကျွန်တော်တို့ရဲ့ဒီ password တွေ sensitive document file တွေနောက်ကွယ်ကနေတိတိကျကျကြည့်နေပြီးတော့ခိုးမဲ့ဒီ virus မျိုးပေါ့နော်ဒီမှာဆိုလို့ရှိရင်တချို့က unwanted program ဆိုပြီးပြောထားတယ်ဒါပေါ့နော်ဒီလိုမျိုးဒါဆိုလို့ရှိရင်တော့ဒီ exe file က crack ဖြစ်နိုင်တဲ့ virus တွေပါနိုင်တယ်ဆိုပြီးတော့ပါနိုင်တယ်ဆိုတဲ့လက္ခဏာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့ဒီ virus total ပေါ်ကိုကျွန်တော်တို့ရဲ့ file တွေ upload တင်တာနဲ့ပတ်သက်ပြီးတစ်ခုသတိထားဖို့လိုတယ်။ဘာလဲဆိုတော့ကျွန်တော်တို့ဒီ virus total website မှာလည်းအတိအလင်းကြေညာထားပြီးသားပါနော်။ဒီမှာကြေညာထားပြီးသား။ဘာလဲဆိုတော့
ကျွန်တော်တို့ဒီ upload တင်လိုက်တဲ့ file တွေကိုဒီ security community ထဲမှာရှိတဲ့အခြားလူတွေကလည်းဒီ file sample ဝင်ပြီးတော့ကြည့်လို့ရတယ်ဆိုပြီးတော့ share လုပ်ထားပြီးတယ်ဆိုပြီးသူကပြောထားတယ်ပေါ့နော်အဲ့ဒီတော့ကျွန်တော်တို့ upload တင်လိုက်တဲ့ file မှာကျွန်တော်တို့ရဲ့ company အတွက်အရေးကြီးတဲ့ sensitive information တွေ document တွေအချက်လက်တွေပါသွားမယ်ဆိုလို့ရှိရင်ဒါကအခြားသူတွေကမြင်သွားနိုင်တယ်အဆက်လုပ်လို့ရနိုင်တယ်ဆိုတဲ့သဘောပဲဖြစ်တယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကဒီလို upload တင်ပြီးတော့စစ်ဆေးတဲ့အခါမှာအရေးကြီးတဲ့ sensitive information တွေမပါသွားဖို့အရေးကြီးတယ် sensitive document တွေ upload မတင်မိဖို့အရေးကြီးတယ် upload တင်လိုက်မိတယ်ဆိုရင်အခြားသူတွေကဒီ file တွေကိုကြည့်လို့ရသွားမှာပဲဖြစ်တယ်ဒီတော့ကျွန်တော်တို့မှာထပ်ပြီးမေးခွန်းတစ်ခုရှိလာတယ်ပေါ့နော်ငါကဒီ file ကိုလည်းစစ်ဆေးခြင်းတယ်ဒါပေမဲ့အရေးကြီးတဲ့ sensitive information ပါလို့ upload လည်းမတင်ခြင်းဒါလိုမျိုးဆိုရင်စစ်ဆေးလို့မရတော့လားလို့မေးစရာရှိတယ်ပေါ့နော်အဖြေကတော့စစ်ဆေးလို့ရပါတယ်ကျွန်တော်တို့အခြားနည်းတစ်နည်းနဲ့ထပ်ပြီးစစ်ဆေးလို့ရတယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ဒီ file ကို upload တင်တာမဟုတ်ဘဲနဲ့ဒီ file ရဲ့ကျွန်တော်တို့ hash ကိုထုတ်ပြီးတော့ဒီ BioTutor မှာစစ်ဆေးတာပဲဖြစ်ပါတယ်ဘယ်လိုမျိုးစစ်ဆေးမလဲဆိုတော့ကျွန်တော်တခါတည်းပြပေးသွားမယ်အရင်ဆုံးကျွန်တော်တို့စစ်ဆေးခြင်းတဲ့ file ရှိတဲ့ folder အောက်ထဲကျွန်တော်တို့အရင်ဆုံးသွားလိုက်မယ်ပေါ့နော်ဥပမာပြကျွန်တော်ကဒီ application file ကိုပဲစစ်ဆေးခြင်းတယ်ဆိုလို့ရှိရင်ဒီ application file ရှိတဲ့ folder အောက်ထဲကိုကျွန်တော်အရင်ဝင်လာလိုက်မယ်ပြီးတော့လို့ရှိရင်ဒီဘော explorer bar မှာကျွန်တော်တို့ cmd ဆိုပြီးတော့ရိုက်လိုက်မယ်ပြီးရင် enter ခောက်လိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော် terminal ထဲရောက်သွားပြီပေါ့နော်ပြီးတော့လို့ရှိရင်ကျွန်တော်ကဒီမှာကျွန်တော်စစ်ဆေးနေတာကဒီ application file ပေါ့နော်ဒီ application file စစ်ဆေးနေတာဖြစ်တဲ့အတွက်အရင်တော့ဒီ application file နဲ့ကိုအရင်တော့ copy ကူးထားလိုက်မယ်ဘယ်လို copy ကူးမလဲဆိုရင်ကျွန်တော်ဆက်လက်မှတ်ပြီးတော့ right click နဲ့လိုက်လို့ရှိရင် copy ကူးပြီးသားဖြစ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ site util ဆိုတဲ့ command နဲ့ဒီ file hash ကိုထုတ်မယ်ပေါ့နော်ထုတ်ပြီးတော့မှအဲ့ဒီ file hash ရလာပြီဆိုမှကျွန်တော် BioTutor မှာတွားပြီးတော့စစ်ဆေးတာဖြစ်တယ်ကျွန်တော်တို့အဲ့တော့ file hash ကိုအရင်ထုတ်လိုက်မယ် CERTUTIL space minus HASAFILE file ပြီးလို့ရှိရင်ကျွန်တော်တို့ခုန copy ကူးရတဲ့ဒီ file နဲ့ကို paste ချလိုက်မယ်ပေါ့နော်ဘယ်လို paste ချမလဲဆိုရင်ကျွန်တော် right click ပဲပြန်နှိပ်ပြီးတော့ paste ချလိုက်မယ်ဒါဆိုရင် file name က paste ချသွားပြီပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ enter ခောက်လိုက်မယ်ဒါဆိုလို့ရှိရင်ဒီ file အတွက် hash value ထွက်လာပြီပေါ့နော် hash value ကိုကျွန်တော်ကခုနလိုပဲ copy ကူးလိုက်မယ်ပြီးတော့လို့ရှိရင်ကျွန်တော်ဒီ BioTutor ရဲ့ website ထဲလာပြီးတော့ခုနကျွန်တော်တို့စစ်ဆေးတဲ့search bar ပေါ်မှာပဲပေးချလိုက်မယ်ပြီးရင် enter ခောက်လိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီ file ကိုကျွန်တော် upload တင်စရာမလိုဘဲနဲ့သူ့ရဲ့ hash ကနေတစ်ဆင့် save ဖြစ်မဖြစ်စစ်ဆေးလို့ရတယ်ပေါ့နော်